အားလုံးပဲမင်္ဂလာပါခင်ဗျာ Good Story Channel ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဇလန်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနား notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ကြပါအောင်နော်ဒါကတော့ကျွန်တော်ငယ်ဘဝကကြုံခဲ့ရတဲ့အဖြစ်အပျက်ပါအဲ့ဒီတုန်းကကျွန်တော်တို့မိသားစုကတိုက်ခန်းလေးလော်မှာနေကြပါတယ်ဒီရက်မှာကျွန်တော်နေမကောင်းဖြစ်လို့ကြောင်းမသွားပဲအိမ်မှာပဲနားနေနဲ့ veranda မှာထွက်ထိုင်နေခဲ့တယ်တိုက်အောက်ကကွေးမြင်ထဲမှာကောင်လေးတွေကတေစားသပွဲကြီးပေါ်မှာမှန်ပီလူးနဲ့နေရောင်ကိုတုံးပြီးတော့စားတွေပုံတွေလောင်ကျွမ်းအောင်လုပ်ပြီးကစားနေကြတယ်။နောက်တော့နေအေးသွားလို့သူတို့တွေပန်းကျက်တဲ့ပြေးထွက်သွားကြတဲ့အခါကျွန်တော်တယောက်တည်းရန်နာမှာကြံခဲ့ရတယ်။အခန်းထဲပြန်ဝင်တော့မဲ့အချိန်မှာပဲထူးဆန်းတဲ့လူတစ်ယောက်ကိုနှမ်းမြင်လိုက်ရတယ်။သူကသပင်တပင်နားမှာကျွန်တော်ကိုကြောပေးပြီးတော့မလုံမရှက်ရက်နေတာ။သူ့ဝိဆုံကဘာပုံစံမှမပါတဲ့ရိုးရိုးမီးဝိုးရောင်အင်းကြီးအဟောင်းကြီးပဲအဲ့ဒီအချိန်မှာပဲသူကကျွန်တော်ဘက်ကိုလှည့်ကြည့်လာတယ်ဒါပေမဲ့ကိုတစ်ခုလုံးလှည့်တာမျိုးမဟုတ်ဘဲနဲ့ခေါင်းကိုပဲပုံမှန်မဟုတ်တဲ့နီးလက်နဲ့လိန်ပြီးတော့လှည့်ကြည့်တာကျွန်တော်လန့်သွားပြီးတော့ချက်ချင်းအကြည့်လွှဲလိုက်တယ်မျက်လုံးတုံးကနေပြန်ကြည့်တဲ့အခါသူကကျွန်တော်ကိုကြောပြန်ပေးသွားပြီကျွန်တော်ကသူ့ကိုတေချာမြင်နေတာနဲ့ထက်ကြည့်လိုက်ပြန်တော့သူကကျွန်တော်ဘက်ကိုတစ်ခါပြန်လှည့်လာပြီးတော့ကျွန်တော်စီကိုဖြည်းဖြည်းချင်းရှောက်လာတာကိုတွေးတော့တာပဲသူကကျွန်တော်မျက်နှာကိုပဲစိုက်ကြည့်ပြီးတော့ရှောက်လာတာငါကလေးလောင်မှာပဲသူဘာလို့နိုင်မှာလဲလို့တွေးပြီးတော့ကျွန်တော်လည်းစိုက်ကြည့်နေမိတယ်သူကတိုက်တကားဝတီရှောက်လာပြီးတဲ့နောက်အိမ်ရှိကဘဲဒီတန်ကိုကျွန်တော်ကြားလိုက်ရတယ်သူဘယ်လိုလုပ်ပြီးငါခန်းနံပါတ်ကိုတီးသွားတာလဲရန်နာတွေကိုကြည့်ပြီးတော့ခံမန်းလိုက်တာလားအဲ့လိုအတွေးနဲ့ကျွန်တော်အရန်ကြောက်သွားပြီးတော့အခန်းထဲပြေးဝင်ပုန်းနေခဲ့တယ်ခဏနေတော့ဘဲတန်တွေရက်သွားပြီးတော့တိတ်ဆိတ်သွားတော့တယ်ဒေသမားတယောက်နေမှာပါလို့ပဲဖြေသိမ့်လိုက်ရတယ်ညဘက်အမေပြန်လာတော့အကြောင်းစုံပြောပြတဲ့အခါအမေကနောက်တကာထက်ဖြင့်ရဲခေါ်မယ်လို့ပြောတယ်3ရက်လောက်ကြာတော့ကျွန်တော်လည်းအဲ့ဒီကိစ္စကိုမေ့သွားပြီးတော့တငယ်ချင်းတွေနဲ့ပန်းချန်နဲ့စောဖို့ထွက်ခဲ့တယ်ကျွန်တော်ကကလေးကစားကွင်းကအိမ်လေးရဲ့အမိုးပေါ်တက်ထိုင်နေပြီးတော့ပန်းညံတွေကိုဝေးကြည့်လိုက်တဲ့အခါအဲ့ဒီမိခိုးရောင်လူသားကိုထပ်တွေ့ပြန်ရောသူကအရင်လိုပဲကျွန်တော်ကိုကြောပေးရက်နေတာကျွန်တော်သူ့ကိုမြင်လိုက်တဲ့အချိန်မှာပဲသူကတစ်ခါပြန်လှည့်လာတယ်ဒီတစ်ခါသူ့မျက်နှာကအရင်ထက်ပိုပြီးတော့ပုံပြက်ပန်းပြက်ကြီးဖြစ်နေလို့ကျွန်တော်တုန်လှုပ်သွားတယ်ကျွန်တော်အကြည့်လွှဲလိုက်တော့သူကမီတာ100လောက်အကွာမှာရက်သွားပြီးတော့ကြောပြန်ပေးကတစ်ပင်စီပြန်လျှောက်သွားတယ်ဒါပေမဲ့ကျွန်တော်ဦးကောင်းကကျွန်တော်စကားကိုနားမထောင်ပဲသူ့ဘက်ကိုပဲအလိုလိုပြန်လှည့်ကြည့်နေမိတယ်ကျွန်တော်ကြည့်လိုက်တိုင်းသူကကျွန်တော်စီကိုပိုပြီးတော့နီးကပ်လာတယ်နောက်ဆုံးသူကကျွန်တော်ထိုင်နေတဲ့အိမ်လေးနားထိရောက်လာတဲ့အခါမှာတော့ကျွန်တော်အကြည့်လွှဲပြီးတော့အိမ်ကိုအမြဲဆုံးပြန်ပြေးခဲ့တော့တယ်အဲ့ဒီလူကဘယ်သူလဲဆိုတာကျွန်တော်ကူးတီမသိပါဘူးရိုးရိုးစေးသမားဒါမှမဟုတ်စိတ်မနဲ့သူမဟုတ်တာတော့သိကြတယ်တကယ်လို့သာကျွန်တော်အကြည့်မလွဲပဲနဲ့သူ့ကိုဆက်ပြီးတော့တိုက်ကြည့်နေမိရင်ဘာတွေဖြစ်လာမလဲဆိုတာကူးတီတွေးနေကြောက်နေမိတုံးပါပဲ